အားလုံးပဲမင်္ဂလာပါခင်ဗျာဒီနေ့တင်ဆက်ပေးချင်တာကတော့ဘီကိုနဲ့ငါးညမများဆိုတဲ့ခေါင်းစဉ်လေးပဲဖြစ်ပါတယ်ဒီလေးတို့ကြည့်ကြစမ်းပါဦးငါးညမတွေကအပြင်မှာသာရုပ်ဆိုးတာဘီကိုပေါ်ရောက်ရင်ငါးညမမှန်ကိုမသိဘူးဘယ်ဟာမင်းသမီးလဲလို့မနေ့တောင်ကြည့်ယူပါတယ်ကဲကိုကြီးပြောတာလေးကိုကြည့်ကြစမ်းပါဦးငါးညမလေးတွေကမျက်နှာလေးကအပြင်မှာကြည့်တော့အဖွားကြီးယုံနေဖုန်းထဲမှာကြတော့ဘယ်ရနာသမီးတွေစင်းပြီးတော့လိုက်လွင်နေတာလေလို့ကိုကြီးတော်မနေ့ရှာကြည့်ရသေးတယ်ဖေတာတွေခံထားတာလဲအလော်အပေါင်းက1000လောက်ရှိတယ်နည်းနည်းလေးရှော့ပေးပါဦးငါမမှတ်မိတော့လို့ပါရှက်ပေးပါအသေးပေးပါပြောတဲ့အတန်ကလဲရုံးပရိသီးတောင်ပိုးတောင်ချွဲ့နေသေးတယ်အပြင်မှာတွေ့ရင်ငါကြီးမင်းလာရတန်းကိုပြေးဖို့တာအပြင်နော်ဒါမှမဟုတ်ရင်လည်းအဖွားလို့တာတန်းခေါ်ပြီးတော့သတင်းကြို့မှာထမိန်နှစ်ထဲနဲ့တာကြော့လိုက်ပြီးတော့ PK တိုက်ပြီးဆိုရင်လဲမျက်ရည်ကအလုံးလိုက်ကြတာသူ့ကိုကြည့်ပြီးငါစားတဲ့ဘူးလေးတောင်မှမျက်ရည်တော့မရှိဘူးသေးနေသေးတယ်ကိုတို့ကဲပါအောင်ဆိုပြီးတော့ဗျူဟာတွေကိုလည်းနှိပ်စက်နေသေးတယ်မင်းနေရသွားပြန်တော့ပြုံးလိုက်တာမှသွားကိုဖြီးလို့သူ့ကြည့်ပြီးငါရောင်းလိုက်တဲ့နွားကြီးတောင်မှသူ့လောက်သွားမဖြီးပြရဘူးမင်းတို့ပေးလိုက်တဲ့ပတ်စံတွေကသူ့မျက်နှာပေါ်ကမိတ်ကပ်ဖို့တွေပေါ့ဘီကိုဆိုတာမင်းတို့အတွက်တော့ကြော်စရာကဘာတစ်ခုပါငါအတွက်ကတော့ဖေတာရီကြားထဲမှာလမ်းပြောက်နေတဲ့ဘဝတစ်ခုဖြစ်နေပါပြီကောင်မလေးတွေကလည်းဖုန်းရှိရောက်ရင်မင်းသမီးအတိုင်းပဲဘယ်ဟာမင်းသမီးမှန်ကိုရှာလို့မတွေ့တာအပြင်မှာတွေ့တော့မိုးမညီမလေးရဲ့ရုပ်ကဒုက္ခတွေအတိုင်းပဲပိန်ချော့ကပ်ပြီးမှတ်တော့မမှတ်မိဘူးပေးခြင်းတဲ့မစိတ်ကတော့ညီလေးတို့လည်းမြုံနဲ့ကိုကြီးလည်းမြုံမှုဆိုတာပါပဲအားလုံးကိုကျေးဇူးတင်ပါတယ်